လူတွေပြောနေကြတယ်လို့သူမရဲ့အိမ်ထောင်ရေးချစ်နေတဲ့ခင်မွန်းတဲ့လုံရက်ကိုအမှန်တိုင်းဝန်ခံလာတဲ့အီချောပုမင်းသမီးအီချောပုရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးဒီအပိုင်းကောလာဟလသတင်းတွေတော်တော်ထွက်ခဲ့ပါတယ်။အီချောပုနဲ့ခင်မွန်းတဲ့တို့ဟာအစောပိုင်းမှာတော့တာယာပျော်ရွှင်နေပေမယ့်တထေးကြီးကိုမိုးဆက်မုံရဲ့ဇနီးကျော်လေးအီချောပုတယောက်ခင်မွန်းတဲ့နဲ့အဆင်မပြေတော့ဘူးဆိုတဲ့သတင်းတွေအထူးသဖြင့်မိုးကောင်းစရုံမှာခင်မွန်းတဲ့ကသူမကိုလူကြားနဲ့အုံငေါ့စုပူခဲ့တယ်ဆိုတဲ့သတင်းတွေကပြည်သက်တွေကိုစိတ်ပူစေခဲ့ပါတယ်။အခုတော့အီချောပုကိုရိုင်းကလူတွေပြောနေကြတဲ့ခင်မွန်းတဲ့ရဲ့လုံရနဲ့သူတို့ရဲ့အခြေအနေကိုအမှန်တိုင်းဝန်ခံလိုက်ပါပြီ။ဒါပေမဲ့အီချောပုဝန်ခံလိုက်တဲ့ပုံစံကပညာသားပါပါတယ်။အီချောပုကကောလာဟလသတင်းတွေကိုဖြည့်ရှင်းမနေပါဘူး။ဒါပေမဲ့သူလုံလိုက်တာကသူတို့ရဲ့မင်္ဂလာတက်တန်း2နှစ်ပြည့်အထိမ်းအမှန်နေ့မှာသူ့ရဲ့ပျော်ရွှင်စရာမိသားစုအခြေအနေကိုပညာသားပပချပြလိုက်တာပါပဲ။ပထမဆုံးအနေနဲ့အစင်မပြေဘူးဆိုတဲ့သတင်းတွေကိုဒုတိယမြောက်ရှင်သွေးလေးထပ်ရတော့မယ့်သတင်းကောင်းနဲ့ခြေဖြတ်ပြလိုက်ပါတယ်။ဒါနေမကခင်မွန်ကအနိုင်ကျင့်နဲ့အုံငုတ်တယ်ဆိုရင်လုံရက်တွေပေါ်မှာလေသူခင်မွန်ဟာတကယ်တမ်းဘလို့လူမျိုးဖြစ်တယ်ဆိုတာကိုအခုလိုဝန်ခံရေးသားခဲ့ပါတယ်။ဤချောဘူကသူမရဲ့ဖခင်မရှိတော့တဲ့နောက်မှာခင်မွန်ဖြစ်သူကပဲသူမကိုဖခင်တယောက်လို့အကိုတယောက်လို့အမြဲတမ်းဖေးမှရက်တည်ပေးခဲ့ကြောင်းသူမရဲ့မိဘနဲ့မောင်နှမတွေကိုပါသူမိသားစုလိုသဘောထားပြီးမေတ္တာပြည့်နဲ့ကြီးဆိုင်ပေးခဲ့ကြောင်းအိမ်ထောင်တက်တန်းတစ်ချောင်းလုံးသူမနဲ့သမီးလေးပေါ်တာဝန်ကျေပြီးသစ္စာရှိရှိချစ်ပေးခဲ့လို့စိတ်လုံခြုံမှုအပြည့်နဲ့ပျော်ရွှင်ခဲ့ရပါတယ်ဆိုပြီးခင်မွန်းတဲ့ရဲ့လုံရက်တွေကိုအတီလင်းချီကျူးဝန်ခံသွားခဲ့တာပါပရိသတ်ကြီးရောအီချောဘူရဲ့ဒီလိုပညာသားပပဖြစ်ရှင်မှုပုံဘယ်လိုမြင်ကြပါသလဲ